သူအကျိုးစီးပွားမထိခိုက်ဖို့အတွက်ကိုသူ့ကိုကာကွယ်ပေးနိုင်တဲ့ကောင်ကိုပဲသူကလည်းပေါင်းမှာပဲပေါ့နော်အဲ့တော့မင်းအောင်လှိုင်ကကာကွယ်ပေးနိုင်တယ်လို့ယူဆတယ်ဆိုရင်မင်းအောင်လှိုင်ကိုပေါင်းပြီးတော့တခြားကျန်တဲ့အဖွဲ့တွေကိုဒါဖိအားပေးမှာပဲပေါ့နော်သူကတရုတ်ဘက်ကနေပြန်စဉ်းစားပြီးပြောလိုက်တာပေါ့နော်ဒီပေါ်မှာတော့ဒါအမြင်ကွဲပြားမှုတွေရှိကောင်းရှိနိုင်တယ်ပေါ့နော် CDN Channel မှာသတင်းတူသတင်းကောင်းတွေကိုတင်ဆက်ပေးမှာမို့ Like and Subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ထပ်မေးတာရှိတယ်2023မှာဒါကျွန်တော်စကိုင်းတိုင်းနဲ့ချင်းပြည်နယ်ကိုတွားခဲ့တုန်းကတော်လိုင်းကောင်းဆောင်တွေနဲ့တွေ့ခဲ့တယ်အများစုက2025အကုန်မှာစစ်ကောင်စီပြုတ်ကျမယ်လို့ယုံကြည်ကြတယ်ဒါပေမဲ့အဲ့လိုဖြစ်မလာခဲ့ဘူးပေါ့နော်တချို့ဒေသတွေမှာစစ်တပ်ကပြန်ပြီးတော့ထိုးစစ်ဆင်လာနိုင်တာကိုတွေ့ရတယ်ဒါကိုဘယ်လိုသုံးသပ်ပါသလဲတဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြန်ပြောတာကအမျိုးသားညီညွတ်ရေးဆိုရ NUG ဟာအရေးပါတဲ့အခန်းကဏ္ဍမှာရှိပါတယ်ကျွန်တော်တို့သူတို့ကိုလေးစားပါတယ်အခြားအစုအဖွဲ့တွေလည်းရှိပါသေးတယ်အားလုံးကရှင်းလင်းတဲ့နိုင်ငံရေးအနာဂတ်တစ်ခုအတွက်စုစည်းမိကြဖို့မျှော်လင့်ပါတယ်အခုအခြေအနေကတော့ခံမှန်းရခက်နေတော့မှာပဲစစ်ကောင်စီကကျင့်သုံးနေတဲ့နှီးပြွာတွေကြောင့်မလို့တိထက်တန်ယုံမှုတွေပို့ပြီးတော့ရှိလာနိုင်ပါတယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့တော့ဘယ်နှခုနှစ်မှာပြီးမယ်တို့နောက်ထပ်လာမဲ့ဘယ်နှခုနှစ်မှာဘယ်နှလမှာပြီးမယ်ဆိုပြီးတော့ပြောနေတဲ့ဟာတွေကအဖြေတစ်ခုတော့လည်းဟုတ်မနေဘူးပေါ့နော်ပြီးတော့ဒီအမျိုးသားညီညွတ်ရေးဆိုရ NUG ကိုလေးစားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ထုတ်ပေါ်ပြောလိုက်တာလည်းတွေ့ရမှာဖြစ်တယ်ဒါကအပြန်အလှန်လေးစားမှုအတိမတ်ပြုမှုပေါ့နော်ဒါကိုဖော်ညွှန်းတာဖြစ်တယ်ပေါ့နော်အကြီးကဲတယောက်ကဒီလိုမျိုးပဲပြောရအောင်ဒါတကယ်လည်းအမှန်ပဲပေါ့နော်ကျွန်တော်တို့သူတို့ကိုလေးစားပါတယ်ငါတို့ကဘာကြီးမလို့မင်းတို့ကဘာကြီးမလို့ဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်တို့သွားနေလို့မရဘူးအဲ့ဒါကြောင့်လည်းသူကဒီအားလုံးကရှင်းလင်းတဲ့နိုင်ငံရေးအနာဂတ်တစ်ခုအတွက်စုစည်းမိကြဖို့မျှော်လင့်ပါတယ်ဆိုပြီးတော့ထည့်ပြီးပြောတာပေါ့နော်ဟုတ်တယ်တခြားအဖွဲ့တွေလည်းရှိသေးတယ် NUG လည်းရှိတယ်အဲ့လိုမျိုးပဲအဲ့အဖွဲ့တွေအကုန်လုံးကခုနလိုတူညီတဲ့စုစည်းမှုတစ်ခုလုပ်နိုင်မယ်ဆိုရင်တော့စင်ပြေနိုင်မယ်ဆိုရပြောတာပေါ့နော်အခုအခြေအနေကတော့ဒါခံမှန်းရခက်ခဲပါတယ်တဲ့အဲ့တော့ဒါစစ်ကောင်စီလှုပ်လာမဲ့လှုပ်ရက်တွေကြောင့်လည်းသွေးထွက်တန်ယူမှုတွေပို့ပြီးတော့ရှိလာနိုင်ခြင်းရှိတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကလည်းတည်တဲ့အတိုင်းပဲချိန်ဝါနေတာပေါ့နော်တောက်လျှောက်ဆိုလို့ကိုလေကြောင်းတိုက်ခိုက်မှုတွေလည်းလုပ်တယ်မြေပြင်စစ်ကြောင်းထိုးရလည်းလုပ်တယ်ပေါ့နော်ဒီလိုချိန်ဝါပြီးတော့လှုပ်ဆောင်နေရကြောင်းမလို့ဒါတွေကလည်းထပ်ပြီးတော့ပြင်းထန်လာနိုင်ခြင်းရှိပါတယ်ပြီးတော့ဒီအိန္ဒိယနိုင်ငံတွေနဲ့ပတ်သက်တဲ့ဟာကိုလည်းမေးထားတွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့အခုအိန္ဒိယနိုင်ငံတွေနဲ့ဆက်ဆံရေးအကြောင်းမေးခြင်းတယ်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတက်လာတဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသားဝါဒီပါတီပေါ့နော် BNP အစိုးရကိုခင်ဗျာဂုံပြုစကားပြောခဲ့ပြီးပြီတဲ့ရေဘူးရအားဖြင့်တော့ BNP အစိုးရကအစွန်းရောက်တဲ့အနေအထားမျိုးကိုရှောင်ကျဉ်ပြီးတော့ရခိုင်အရေးနဲ့ပတ်သက်ရင်မူဝါဒ2မျိုးကျင့်သုံးလိုက်မယ်လို့ယူဆကြတယ်တစ်ဖက်က AA ကိုရိုဟင်ဂျာဒုက္ခသည်တွေပြန်လက်ခံဖို့ဖိအားပေးမယ်နောက်တစ်ဖက်ကတော့ဒါ ISO လိုမျိုး ASA လိုမျိုးအဖွဲ့တွေကိုလက်နက်တပ်ဆင်ပေးတာမျိုးလုပ်မယ်လို့ယူဆရတယ်အစိုးရအသစ်ပေါ်ဘာတွေမျှော်လင့်ထားလဲတကယ်ကျန်းတယ်သတင်းတော့ကတကယ်တော်တယ်လို့ပြောရမှာပေါ့နော်လုံးဝဒါခြားနိုင်ငံအနေနဲ့အာဂတ်တော် AA နဲ့ဆက်ဆံရေးကိုအစားသူကအရင်ဆုံးလေးလာထားတဲ့ပုံစံမျိုးတွေတွေ့ရတယ်။အဲ့မှာဗိုလ်ချုပ်ထွန်းမြတ်နိုင်ကကျွန်တော်တို့ရဲ့မျှော်လင့်ချက်ကတော့ကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးနိုင်ဖို့ဘင်္ဂလားဒေ့ရှ်နဲ့အတူလက်တွဲလှုပ်ဆောင်သွားဖို့ပါ။ပထမဦးစွာဒေတာတွင်းမှာတကယ်ရှိနေတဲ့အင်အားစုတွေကိုမှားယွင်းတဲ့ဆွဆွဲချက်တွေလုပ်မဲ့အစားသူတို့ကိုအတိမတ်ပြုလုပ်ပိုင်ခွင့်ပေးရပါမယ်။ရခိုင်ပြည်သူတော်လှန်ရေးအစိုးရကိုအတိမတ်မပြုဘဲနဲ့တော့ကောင်းမွန်တဲ့အခြေအနေတစ်ခုဖန်တီးဖို့အလွန်ခက်ခဲပါလိမ့်မယ်။ကျွန်တော်တို့ကဒုက္ခသည်တွေပြန်လာနိုင်မှုအဆင်ပြေတဲ့အခြေအနေမျိုးဖန်တီးပေးခြင်းပါတယ်ကျွန်တော်တို့ရဲ့အဓိကဦးစားပေးကပြည်သူတွေရင်ဆိုင်နေရတဲ့ပြဿနာတွေကိုဖြေရှင်းပေးဖို့ပါဒါပေမဲ့လက်နက်ကင်အဖွဲ့တွေရဲ့လှုပ်ရှားမှုတွေကပြဿနာပိုကြီးစေပါလိမ့်မယ်ကျွန်တော်တို့ကတော့ဘလို့အခြေအနေမျိုးကိုမဆိုရင်ဆိုင်ဖို့အသင့်ပါပဲတဲ့ပဲမိုက်တယ်ဆိုတော့ကခုနလိုမျိုးလှုပ်လာမယ်ဆိုရင်အဆင်မပြေနိုင်ဘူးပေါ့နော်တစ်ဖက်ကနေပြီးတော့ဒါ ASA တို့ ISO တို့ဒီလိုမျိုးအဖွဲ့တွေကိုလက်နက်တပ်ဆင်ပြီးတော့ဖိအားပေးတဲ့ပုံစံမျိုးလှုပ်လာမယ်ဆိုရင်ရတယ်ဘာမှဖြစ်ဘူးအဲ့ဒါကတော့အဆင်ပြေမှာတော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုမျိုးလှုပ်လာမယ်ဆိုရင်လည်းငါတို့ကရင်ဆိုင်ဖို့အသင့်ပဲဆိုတဲ့ပုံစံမျိုးပြောတယ်ပေါ့နော်ဒုက္ခသည်တွေဒါလက်ခံဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးဆိုပြီးတော့ပြောတာမဟုတ်ဘူးပေါ့နော်ပြီးရင်ဘာထပ်ပြောလဲဆိုတော့ရခိုင်ပြည်သူတော်လှန်ရေးအစိုးရကိုအတိမတ်မပြုတ်ဘဲနဲ့တော့ကောင်းမွန်တဲ့အခြေအနေတစ်ခုဖန်တီးနိုင်ဖို့ခက်ခဲပါလိမ့်မယ်ဆိုပြီးတော့ပြောလိုက်တာဒါအတိတ်ပဲတွေအများကြီးပါတယ်ဗောနော်နောက်တစ်ခုထပ်မိတာကမြန်မာစစ်တပ်ကရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကိုလက်နက်တွေထောက်ပံ့ပေးထားတယ်စစ်တပ်ကအခုဆိုပို့ပြီးတော့ရန်လိုလာနိုင်တယ် ISO ARSA စခန်းတွေကဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကမောင်တော်နယ်စပ်နဲ့အလွန်နီးတဲ့နေရာမှာရှိတယ် AA အနေနဲ့ရှေ့တန်းမျက်နှာစာမှာနှစ်ဖက်မှာဗောနော်ရှေ့တန်းမျက်နှာစာနှစ်ဖက်မှာစစ်ဆိုင်ရမယ်အခြေအနေမျိုးဖြစ်လာနိုင်မလားဗောနော်အဲ့လိုအခြေအနေမျိုးမဖြစ်အောင်ကျွန်တော်တို့အစွမ်းကုန်စူးစမ်းမှာပါဘာလို့လဲဆိုတော့အဲ့ဒါကဘသူ့အတွက်မှအကျိုးမရှိလို့ပါဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အကျိုးစီးပွားအတွက်လည်းဒါဖြစ်မှာမဟုတ်ဘူးအကျိုးမရှိဘူးဗောနော်ဘင်္ဂလားဒေ့ရှ်အတွက်လည်းဒါကအကျိုးရှိမှာမဟုတ်ဘူးဆိုပြီးပြောလိုက်တယ်ပြီးရင်ဘင်္ဂလားဒေ့ရှ်နဲ့ကုန်သွယ်ရေးကိုလည်းချက်ချင်းပြန်ဆစေချင်တာပေါ့ဆိုပြီးတော့ထပ်ပြီးတော့ follow up မေးတဲ့ဟာကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဟုတ်ပါတယ်နေဆက်နှစ်ဖက်လုံးမှာကုန်သွယ်ရေးပြန်ဆဖို့စောင့်နေကြတဲ့ကုန်သည်တွေနဲ့အဖွဲ့အစည်းတွေအများကြီးရှိပါတယ်ဘင်္ဂလားဒေ့ရှ်ဟာလူဦးရေများတဲ့နိုင်ငံဖြစ်သလိုနေဆက်တစ်လျှောက်မှာကုန်သွယ်ရေးကိုမှီခိုနေရတဲ့ရေလုပ်သားတွေအပါအဝင်လူမှုအတိုင်းအဝန်တွေအများကြီးရှိပါတယ်မြေပြင်ကအရှိတရားကိုလက်ခံလိုက်တာနဲ့ဒီပြဿနာတွေကိုအဆင်ပြေပြေဖြေရှင်းနိုင်မှာပါအဲ့လိုဖြစ်လာပြီဆိုရင်ကျွန်တော်တို့ဘက်ကလည်းကောင်းမွန်တဲ့တုံ့ပြန်မှုတွေရှိလာမှာပါရေလုပ်သားတွေကိုခွင့်ပြုပေးသွားမယ်သူတို့ရဲ့လှုပ်ဆောင်ချက်တွေကိုစနစ်တကျထိန်းကျောင်းပေးသွားမှာပဲပေါ့နော်တန်တမန်ဆက်ဆံရေးတွေကအစအများကြီးစဉ်းစားထားတယ်
ပြီးရင်ကုသန်းရောင်းဝယ်ကိစ္စတွေကအစအများကြီးပြင်ဆင်ထားတယ်ပြီးတော့အဲ့လိုမျိုးလုပ်ဖို့အတွက်ကလည်းဒါသူကအကုန်လုံးကိုအသင့်လုပ်ထားတယ်အဲ့ဥစ္စာလည်းတော်တော်လေးကောင်းတယ်ဗောနော်ပြီးတော့အဲ့ဒါဘာကိုပြတယ်လဲဆိုတော့ဒီနေမြေတစ်ခုလုံးကိုသိမ့်ပိုက်နိုင်လိုက်ပြီဆိုရင်အဲ့နေမြေကိုသိမ့်ပိုက်နိုင်တဲ့သူနဲ့ပဲစကားပြောရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဗောနော်အဲ့တော့စစ်ကောင်စီနဲ့စကားပြောစရာမလိုတော့ဘူးအဲ့နေမြေတစ်ခုလုံးကိုသိမ့်ပိုက်ထိချုပ်နိုင်တဲ့စစ်ကောင်စီလက်ထဲကိုပြန်မြောက်အောင်လုပ်နိုင်တဲ့ဟိဆိုရင်စောင့်ကြည့်နေကြတာပဲဘယ်အချိန်မှရခိုင်ပြည်နယ်ကမြို့တွေပြန်ပါမလဲဆိုပြီးတော့တခြားဒါအဝန်းဝိုင်းတွေကလည်းစောင့်ကြည့်နေကြတာပဲပေါ့နော်ဒါပေမဲ့အခါတော့ A ကဒီနေ့ဒီချိန်ဒီအဲ့ပုံစံမျိုးမဖြစ်အောင်လုပ်ပြထားနိုင်တယ်ဒါကြောင့်မလို့ယုံကြည်မှုရတယ်အဲ့လိုမျိုးယုံကြည်မှုရတဲ့အခါကျတော့ခုနပြောတဲ့ကိစ္စတွေကလည်းဖြစ်လာနိုင်ခြင်းရှိတယ်ပေါ့နော်ဒါတကယ်အားရစရာကောင်းတယ်ပြီးတော့ဒီဘင်္ဂလားဒေ့ရှ်မှာရှိတဲ့လူသားစာနာထောက်ထားမှုဆိုင်ရာဈဉ္ဉံအကြောင်းရောဘယ်လိုလဲပေါ့နော်အမေရိကန်ကတကယ်ပဲပါဝင်ပတ်သက်ဖို့စိတ်ဝင်စားခဲ့တာလားဆိုပြီးတော့မေးတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြန်ဖြေတာကတော့အမေရိကန်ကတကယ်ကြီးစိတ်ဝင်စားခဲ့တယ်လို့ကျွန်တော်တို့မထင်ပါဘူး NGO တွေနဲ့ဒါတချို့တဝူးတယောက်တွေကပဲစိတ်ဝင်စားခဲ့တာပါဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့မီဒီယာတွေမှာတော့ဟိုးကြော်ကြော်ဖြစ်ခဲ့တယ်ဒါပေမဲ့ရခိုင်ပြည်နယ်မှာစစ်ပွဲတွေဖြစ်နေတာမို့ဒါကလက်တွေ့မကျပါဘူးဒုက္ခသည်တွေကိုစစ်ဖြစ်ပွားရာဒေသတွေတွန်းပို့တာကလူသားမဆန်ပါဘူးစစ်ပွဲတွေပြီးဆုံးသွားရင်တော့ဒုက္ခသည်တွေပြန်လာဖို့အတွက်တင့်တော်တဲ့ပတ်ဝန်းကျင်တစ်ခုရှိနေရပါမယ်တကယ်ကိုမျှော်မြင်ရှိတယ်စဉ်းစားဉာဏ်ရှိတယ်ဆိုပြီးတော့ပြောရမယ်ဗောနော်ဒါကြောင့်လေဒီနေရာမျိုးမှာဥဆောင်နိုင်တာတကယ်ဒါမထူးဆန်းဘူးပေါ့နော်ပြီးတော့ဒီပါကစ္စတန်နဲ့တူရကီတို့ကဘာကြောင့်ဒါရိုဟင်ဂျာဒုက္ခသည်တွေနဲ့လက်နက်ကိုင်အဖွဲ့တွေကိုပတ်သက်နေတာလဲအဲ့ဒါကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်ဒါကအတော်လေးစိုးရိမ်စရာကောင်းပြီးတော့ပိုဆိုးစေတဲ့အချက်တွေကတခုပါပဲဒါဟာဘင်္ဂလားဒေ့ရှ်အတွက်ရောကျွန်တော်တို့အတွက်ပါမကောင်းပါဘူး BNB အစိုးရအနေနဲ့ဒါမှန်ကန်တဲ့မူဝါဒတွေနဲ့ဒါအရေးယူဆောင်ရွက်မှုတွေလှုပ်လာနိုင်မယ်လို့မျှော်လင့်ပါတယ်တခါတလေမူဝါဒတွေကမှန်ပေမဲ့အကောင့်ထဲပေါ်တဲ့နေရာမှာလွှဲချော်သွားတတ်တာမျိုးရှိပါတယ်အပိတ်တွေပြောလိုက်ရင်အားရစရာကောင်းတယ်တကယ်ကိုမှတ်သားစရာတွေကြီးပဲပေါ့နော်တခါတလေမူဝါဒကမှန်ပေမဲ့အကောင့်ထဲပေါ်တဲ့နေရာမှာလွှဲချော်သွားတတ်တာမျိုးရှိပါတယ်တဲ့နောက်ထပ်မေးတာကပါကစ္စတန်ကရိုဟင်ဂျာလက်နက်ကင်အဖွဲ့တွေကိုတုံးပြီးတော့အိန္ဒိယကိုပြစ်မှတ်ထားလာနိုင်တယ်လို့ထင်သလားတဲ့အဲ့ဒါကိုပြန်ဖြေတာကဒုက္ခသည်တွေကအသုံးချခံရနိုင်တာမို့လို့ကျွန်တော်တို့သူတို့ကိုစောင့်ကြည့်ဖို့လိုပါတယ်ကျွန်တော်တို့မှာအိန္ဒိယနဲ့တူညီတဲ့လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုတွေရှိပါတယ်ဒီဒေတာတွင်းကလက်နက်ကိုင်အစွန်းရောက်မှုတွေကပြန့်နှံ့သွားပြီးတော့ဒေတာတွင်းလုံခြုံရေးကိုချိန်ချောက်လာနိုင်ပါတယ်ကျွန်တော်တို့ကတော့အိန္ဒိယနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့အသင့်ပါပဲဘလို့ဟာမျိုးပဲလာကျွန်တော်တို့ကပူးပေါင်းဆောင်ရွက်ဖို့အသင့်ပဲဆိုတဲ့ပုံစံမျိုးပေါ့နော်ပြီးရင်အိန္ဒိယအစိုးရစီကနေဘာတွေမျှော်လင့်ထားသလဲဆိုတော့အိန္ဒိယဟာဒီဒေသမှာအလွန်ရေးပါတဲ့နိုင်ငံတစ်ခုပါအိန္ဒိယနိုင်ငံပုံမှန်ဖွံ့ဖြိုးတိုးတက်ပြီးအောင်မြင်တာကိုမြင်ချင်ပါတယ်အိန္ဒိယနဲ့ပုံမှန်ပူးပေါင်းဆောင်ရွက်နိုင်ဖို့လည်းမျှော်လင့်ပါတယ်ကလဒန်စီမံကိန်းအတွက်လည်းကျွန်တော်တို့ကူညီဖို့အသင့်ပါပဲပြောဆိုတာသုံးလုံးတာတကယ်မိုက်တယ်နော်ငါတို့ရင်မြေနဲ့ပတ်သက်တဲ့ဟာမျိုးဆိုရင်ငါတို့ကကူညီပေးတယ်ဆိုတဲ့ပုံစံမျိုးကူညီပေးဖို့အသင့်ပဲမင်းတို့လိုအပ်တယ်ဆိုရင်တော့ငါတို့ကူညီပေးမယ်ပူးပေါင်းပြီးတော့လှုပ်ဆောင်ဖို့အတွက်လည်းအသင့်ပဲပြီးရင်သူတို့ရဲ့အကျိုးစီးပွားကိုလည်းလူလားပါတယ်ဗောနော်အိန္ဒိယနိုင်ငံတိုးတက်တာကိုလည်းသူတို့မြင်ချင်ပါတယ်ဆိုပြီးတော့ပြောလိုက်တကယ်ဒါအိန္ဒိယဘက်ကဒါကိုနားထောင်မိလိမ့်မယ်ဖတ်မိလိမ့်မယ်ဆိုရင်လည်းဒါကသူတို့အတွက်ကျင်းနေစရာကောင်းတယ်ဗောနော်ဒီလိုပုံစံမျိုးဒါတကယ်ကိုကောင်းမွန်တဲ့အသုံးလုံးတွေရွေးချယ်ပြီးတော့ပြောသွားတာဖြစ်တယ်ပြီးတော့ A အနေနဲ့စစ်ပွဲရက်တက်မှုတရုတ်ရဲ့ပြင်းထန်တဲ့ဖိအားပေးမှုကိုခံနေရတယ်လို့သိရပါတယ်ဒါကိုဘယ်လိုတုံ့ပြန်ခဲ့ပါသလဲဗောနော်တကယ်ကြီးတော့တကယ်တော်တယ်ဒီသတင်းတောက်ဗောနော်အဲ့ဒါကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဒါကဖိအားပေးတာမဟုတ်ပါဘူးတရုတ်ကမြန်မာနိုင်ငံကိုတည်ငြိမ်စေချင်တာပါတချို့ကတော့ဒါကိုဖိအားလို့ပြောကြမှာပေါ့တရုတ်အနေနဲ့သူတို့ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အကောင်းဆုံးကြိုးစားမှာပါပဲဒါကနိုင်ငံတိုင်းလှုပ်ဆောင်တဲ့အရာပါတဲ့ဟုတ်တယ်တရုတ်ဘက်ကနေပြန်စဉ်းစားပြီးပြောလိုက်တာဗောနော်ဒီပေါ်မှာတော့ဒါအမြင်ကွဲပြားမှုတွေရှိကောင်းရှိနိုင်တယ်ဗောနော်ဒါပေမဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်မြင်တဲ့အမြင်ကတော့ဒီလိုဖြစ်တယ်ဗောနော်သူ့အကျိုးစီးပွားမထိခိုက်ဖို့အတွက်ကိုသူကသူ့ကိုကာကွယ်ပေးနိုင်တဲ့ကောင်ကိုပဲသူကလည်းပေါင်းမှာပဲဗောနော်အဲ့တော့မင်းအောင်လှိုင်ကကာကွယ်ပေးနိုင်တယ်လို့ယူဆတယ်ဆိုရင်မင်းအောင်လှိုင်ကိုပေါင်းပြီးတော့တခြားကျန်တဲ့အဖွဲ့တွေကိုဒါဖိအားပေးမှာပဲဗောနော်ဒီလိုပုံစံမျိုးကတော့ဟုတ်နေတာပဲသူပြောတဲ့ဟာကလည်းတကယ်စဉ်းစားကြည့်ရင်တော့အဲ့လိုပုံစံမျိုးသွားဖြစ်နေတာပဲပေါ့နော်ပြီးတော့ဒီလူခွင့်ရေးချိုးဖောက်မှုဘာညာဆိုတဲ့ကိစ္စတွေလည်းမေးတာရှိတယ်အဲ့ဒါဘာလဲဆိုတော့ AA ရဲ့လူခွင့်ရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးတော့ရိုဟင်ဂျာခူမီနဲ့ချင်းပွဲတွေစီကနေအဓမ္မစစ်သားစုဆောင်းနေဆိုတဲ့ဆွဆွဲချက်တွေခဏခဏထွက်ပေါ်နေပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဘာပြောချင်လဲတဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဘာပြန်ပြောလဲဆိုတော့တချို့လူတွေကလူခွင့်ရေးဥပဒေကိုလက်နက်တစ်ခုလို့အသုံးချနေကြတာပါတကယ်ကြမ်းတယ်နော်ဒီဆွဆွဲချက်တွေရဲ့အရင်းမြစ်ကိုကြည့်ရင်အဖွဲ့အစည်းအချို့အထူးသဖြင့်ပြည်ပရောက်တက်ကြွလှုပ်ရှားသူတွေကသူတို့အတွက်အကျိုးရှိစေမဲ့အကြောင်းအရာတွေကိုဖန်တီးပြီးတော့ဆွဆွဲနေကြတာကိုတွေ့ရပါလိမ့်မယ်ချင်းလူခွင့်ရေးတက်ကြွလှုပ်ရှားသူတွေကချင်းလူမျိုးတရက်လုံးကိုကိုစားမပြုတ်ပါဘူးတဲ့ကျွန်တော်တို့ကချင်းပြည်နယ်ကချင်းလူမျိုးအများစုနဲ့အလွန်အဆင်ပြေပါတယ်အချင်းချင်းကူညီကြသလိုရှေ့လျှောက်လဲဒါမွတ်စလင်အတိုက်အဝန်းနဲ့ပါပုံမကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိလာမှာပါယုံကြည်မှုတည်ဆောက်နေတာမို့အချိန်တော့ယူရပါလိမ့်မယ်အရင်အစိုးရရဲ့မှားယွင်းတဲ့မူဝါဒတွေကြောင့်မလို့ဆွဆွဲချက်တွေရှိခဲ့တာပါအဲ့ဒါမှစုဆောင်းမှုနဲ့ပတ်သက်ရင်တော့ရခိုင်ပြည်နယ်ကစစ်ပွဲတွေဖြစ်ပွားနေတာမို့အရေးပေါ်အစီအမံတွေလုပ်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့လူသစ်စုဆောင်းရမှာအလွန်ဂရုစိုက်သလိုစုဆောင်းခံရသူတိုင်းကိုလည်းသူတို့ရဲ့တာဝန်နဲ့ဝတ္တရားတွေကိုရှင်းပြပါတယ်
အဲ့ထက်မှပြောဆိုသွားတဲ့အသုံးအနှုန်းတွေကတကယ်ထိမိတယ်ပေါ့နော်တကယ်ထိမိတယ်သူပြောထဲမှာဆိုပေါ့နော်ဒါတချို့လူတွေကလူအခွင့်အရေးဥပဒေကိုလက်နက်တစ်ခုလို့အသုံးချနေကြတာပါပေါ့နော်တကယ်အဲ့ဒါတွေကတကယ်ထိမိတယ်ပြီးရင်မွေးရစေဝါကိစ္စလည်းမေးထားသေးတယ်ဗျာဒီသတင်းတော့ကိုဒါကိုပြောချင်တာပေါ့နော်အနေနဲ့မွေးရစေဝါကုန်တယ်မှုမှာမပါဝင်ဘူးလို့ရှင်းလင်းထားပါတယ်ဒါပေမဲ့ကျွန်တော်ရခိုင်မှာနေထိုင်စဉ်အတွင်းသိလာရတာကဘင်္ဂလားဒေ့ရှ်နဲ့မြန်မာပြည်မဘက်ကနေပြီးတော့မွေးဆေးတွေစီးဝင်လာမဲ့အနေရရှိနေတာပါလွန်ခဲ့တဲ့3ရက်ကပဲမောင်တော့ကလူတယောက်ဟာအိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်မှာစိတ်ကြွဆေးအမြောက်များနဲ့ဖမ်းဆီးခံခဲ့ရတယ်ဒါဟာရခိုင်ပြည်နယ်အတွက်စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်တယ်လို့မမြင်ဘူးလားတဲ့အဲ့တော့ဗိုလ်ချုပ်ထွန်းမြင့်နိုင်ငံဒါကရှုပ်ထွေးတဲ့အခြေအနေပါအခုရခိုင်ပြည်နယ်မှာဒီမွေးရစေဝါပြဿနာကစစ်တပ်အုပ်ချုပ်စဉ်ကာလထက်အများကြီးညှော်နေသွားပါပြီပြည်မဘက်ကလာတဲ့လမ်းကြောင်းအများစုကိုပိတ်ထားသလိုစစ်ဆေးရေးဂိတ်တွေလည်းအများကြီးရှိပါတယ်မြန်မာနိုင်ငံမှာမွေးရစေဝါထုတ်လုပ်မှုကစက်မှုလက်မှုအဆင့်ထိရှိနေတာပါပြီးခဲ့တဲ့လကရှမ်းပြည်နယ်မှာမွေးရစေဝါအမြောက်များဖမ်းဆီးရမိခဲ့တဲ့စစ်ကောင်စီကအတိတ်ပဲမရှိတဲ့ဆွဆွဲချက်တွေလုပ်ခဲ့ပေမဲ့အဲ့ဒီစက်ရုံဝင်းကြီးတစ်ခုလုံးကိုတင်စီလိုက်တာပါသူတို့ကဒီစက်ရုံကြီးရှိနေတာကိုသိတာကြာလာပါပြီရခိုင်ပြည်နယ်မှာမွေးရစေဝါပြဿနာလုံးဝအမြင့်ပြတ်သွားပြီလို့တော့ပြောလို့မရသေးပါဘူးသုံးဆွဲသူတွေနဲ့ကုန်ကူးသူတွေရှိနေတော့မှာပဲငါးဖမ်းလှေတွေတွာလာနေကြတာဆိုတော့သူတို့ဘာတွေတည်လာလဲဆိုတာကျွန်တော်တို့မသိနိုင်ဘူးရန်ကုန်ကနေဘင်္ဂလားဒေ့ရှ်ကဒါကော့ပဇားနဲ့စစ်တကောင်းကိုတွားနေတဲ့သင်းမောတွေလည်းရှိပါတယ်ဒီပြဿနာကိုအမြင့်ပြတ်ဖို့အချိန်ယူရပါမယ်ပေါ့နော်ပြောလိုက်တာကတကယ်ပညာရှိပြည်သားလို့ပြောရမှာပေါ့နော်အဲ့တော့ဒါအခိုင်ပြည်နယ်ထဲမှာဒါဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးပြောလိုက်တဲ့အချိန်မှာလည်းဒါခုနလိုပေါ့နော်စစ်ကောင်စီအုပ်ချုပ်တဲ့ကာလမှာပို့ပြီးတော့ဆိုးခဲ့သေးတယ်အဲ့ကာလကနေအခုပြန်ပြီးတော့ရှင်ကြည့်မယ်ဆိုရင်အခုကာလကဒါတွေအများကြီးညှော်နေသွားပါပြီဆိုပြီးတော့ပြောချပလိုက်တယ်ပြီးတော့ဒီရှမ်းပြည်နယ်ဘက်ကကိစ္စပေါ့နော်ဒါရှမ်းပြည်နယ်ဘက်ကကိစ္စကိုပါထပ်လောင်းပြီးတော့ထည့်ပြီးတော့ပြောချပလိုက်တယ်အဲ့ဆက်ယုံကြီးရှိနေတာကြာလာပြီပေါ့နော်အခုကြမှာထပြီးတော့ဘာကြောင့်လုပ်တယ်လဲဆိုတဲ့ဟာမျိုးပေါ့နော်တကယ်ကိုမျောမြင်ကြီးတယ်လို့ပြောရမယ်ပေါ့နော်ပြီးတော့ထပ်မေးတာကပြီးခဲ့တဲ့ရက်အနေငယ်ကကျွန်တော်မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်ကရွာတချို့ကိုတွားခဲ့ပြီးတော့ဒေသခံတွေနဲ့စကားပြောခဲ့တယ်ရိုဟင်ဂျာမဟုတ်တဲ့ရွာသားတွေနဲ့ရိုဟင်ဂျာရွာသားတချို့ကအာဆာကိုအမြဲကြောက်နေကြရတယ်ခင်ဗျားတို့အစိုးရအနေနဲ့အဲ့ဒီဒေသတွေကိုအခိုင်အမာမထိန်းချုပ်နိုင်သေးဘူးအဲ့ဒီဒေသတွေအတွက်ဘာတွေပြင်ဆင်ထားလဲပေါ့နော်ဒါကိုဗိုလ်ချုပ်ထွန်းမြင့်နိုင်ဖြေတာကဒါကမလွယ်ပါဘူးကျွန်တော်တို့ဝေးလံတဲ့ရွာတွေအထူးသဖြင့်ဒါမျိုးလူမျိုးတွေနေထိုင်တဲ့ရွာတွေကိုအကူအညီတွေပေးနေပါတယ်သူတို့တွေကတချို့ကမွေးရစေဝါကုန်သွယ်မှုမှာပါဝင်ပတ်သက်နေကြတယ်သူတို့တွေကတချို့ဟာအာဆာနဲ့လက်တွဲနေကြတယ်ဆိုတဲ့အစီရင်ခံစာတွေလည်းကျွန်တော်တို့ရရှိထားပါတယ်အချင်းချင်းကြားတိုက်ခိုက်မှုတွေကြောင့်မလို့လူတွေအများကြီးသေဆုံးခဲ့ရတာဟာအံ့ဩစရာတော့မဟုတ်ပါဘူးမောင်တော်ကိုမလွတ်မြောက်ခင်တုန်းကစစ်တပ်နဲ့ဒါဒေးလ်မိုဟာမက်လိုမွေးရရာသားတွေဟာမွေးရစေဝါကုန်သွယ်မှုမှာအလွန်တက်ကြွခဲ့ကြတယ်အခုတော့ဒေသခံတွေပို့ပြီးတော့လုံခြုံမှုရှိစေဖို့အဲ့ဒီဒေသကိုကျွန်တော်တို့အာယုံဆိုင်လှုပ်ဆောင်နေပါတယ်ဆိုတော့မွေးရစေဝါကိစ္စတွေပေါ့နော်ပြီးရင်ဒီအာဆာအန်ရီတွေကအာခတ်တော်အေအနေနဲ့ဒါကြုံတွေ့နေရတဲ့နောက်ထပ်ဒါပြဿနာတွေဖြစ်တယ်ပေါ့နော်အာဆာ RSO ပေါ့နော်ဒါခုနလိုပေါ့နော်နောက်ကနေပြီးတော့ထောက်ပံ့ထားတာဆိုတဲ့ကောင်တွေပေါ့နော်အဲ့လိုကောင်မျိုးတွေကလည်းအဖြတ်မောက်ပုံစံမျိုးတွေနဲ့ဒီအခိုင်ပြည်နယ်ထဲမှာဝင်ပြီးတော့လှုပ်ဆောင်နေရရှိသလိုပြီးရင်ခုနလိုမွေးစေဝါကိစ္စမျိုးတွေကလည်းအမျိုးမျိုးပုံဖြတ်ပြီးတော့လှုပ်ဆောင်နေတဲ့ဟာတွေကလည်းခံနေရတယ်ပေါ့နော်အဲ့တော့အဲ့ဟာတွေအကုန်လုံးကိုတိုက်ထုတ်နေရတယ်သူပြောတဲ့ထဲမှာပါတယ်ဒါကယုံကြည်မှုတွေတိဆောက်နေစေပြီးရင်ဒါကာလအချိန်ယူပြီးတော့ပေါ့နော်ပြန်ပြီးတော့တိဆောက်နေစေကာလတွေဖြစ်တယ်ပေါ့နော်အဲ့အတွက်ကျွန်တော်တို့လှုပ်တင်လှုပ်ထိုက်တဲ့ဟာတွေလှုပ်ရမယ့်ဟာတွေအကုန်လုံးကိုလှုပ်ဆောင်နေပါတယ်ဒါပေမဲ့အချိန်တော့ယူရမယ်ပေါ့နော်အရင်ထက်စာရင်တော့ပို့ပြီးတော့ကောင်းလာပြီဆိုတဲ့ပုံစံမျိုးပေါ်ပြသွားတယ်ဒါတကယ်လည်းဟုတ်တယ်ပေါ့နော်ပြီးတော့အမျှော်မြင်တဲ့ပတ်သက်တဲ့ကိစ္စမျိုးအဖြေလည်းရှိတယ်ပေါ့နော်အဲ့မှာဒါသတင်းတော့ကမေးတာဆရာဝန်နဲ့ဆေးဝါးတွေလည်းအကြီးအကျယ်ပြက်လက်နေတာတွေ့ရတယ်ပြည်တွင်းနေရဆုံးသွားသူတွေရဲ့အခြေအနေကလည်းစိတ်မကောင်းစရာပါပဲတဲ့အဲ့တော့ဗိုလ်ချုပ်ထွန်းမြင့်နိုင်ကျွန်တော်တို့ဒီကိစ္စတွေကိုကင်တွယ်ဖြေရှင်းနေသလိုကျန်းမာရေးဝန်ဆောင်မှုတွေပိုကောင်းလာအောင်ကြိုးစားနေပါတယ်ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းတွေပိုရလာအောင်ဆေးဝါးတွေပုံမှန်စီးဆင်းမှုရှိအောင်ဆရာဝန်နဲ့ကျန်းမာရေးဝန်ထမ်းတွေပုံမှန်ခန့်အပ်နိုင်အောင်ဆောင်ရွက်နေပါတယ်ရခိုင်ပြည်နယ်မှာဆေးတက္ကသိုလ်နဲ့သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ဖို့ဆုံးဖြတ်ထားပြီးဒီအစီအစဉ်အတွက်ကျွန်တော်တို့အလွန်စိတ်အားထက်သန်ပါတယ်ဒီနှစ်သူနာပြု120ကိုသင်တန်းပေးဖို့စီစဉ်ထားပါတယ်လက်ရှိမှာဆရာဝန်90ကနေ60အထိရှိနေပြီးတော့ညကြခင်နောက်ထပ်ဆရာဝန်တွေပူးပေါင်းလာဖို့မျှော်လင့်ပါတယ်ကျွန်တော်တို့ကဆရာဝန်တွေသူနာပြုတွေရဲ့နောက်ခံတဲ့လူမျိုးကိုဂရုမစိုက်ပါဘူးအိန္ဒိယဆရာဝန်တွေအပါအဝင်ကျွန်တော်တို့နဲ့ပူးပေါင်းခြင်းသူဘယ်သူမှမဆိုကြိုးစိုးပါတယ်ပေါ့နော်အဲ့တော့နီလန်းကိုအဲ့လိုရှာတာစစ်ကောင်စီကရခိုင်ပြည်နယ်တွင်းကိုဝင်ရောက်နိုင်မဲ့လမ်းကြောင်းတွေအကုန်လုံးကိုလည်းဖျက်တောက်ပိတ်ဆို့ထားတယ်ဖျက်လေးပြက်တွေဖျက်ငါးပြက်တွေဒီလိုပုံစံမျိုးတွေနဲ့ဖျက်တောက်ပိတ်ဆို့တာအဓိကဆေးဝါးလိုအပ်ချက်တွေအရန်ကိုခက်ခဲတယ်ဗောနော်ရခိုင်ပြည်နယ်တွေကိုစီးဝင်မဲ့လမ်းကြောင်းတွေမှာသူတို့ gate တွေချထားပြီးတော့ဗောနော်အဲ့ gate တွေမှာစစ်ဆေးလို့ဗောနော်ခုနလိုမျိုးဒါဒီရခိုင်ပြည်နယ်တွေကိုသူတို့ကန့်သတ်ထားတဲ့ပစ္စည်းတည်ယူမယ်ဟဲ့ဆိုတဲ့ခါကျရင်အဲ့လိုတည်ယူတဲ့သူတွေအကုန်လုံးကိုဖမ်းဆီးတာတွေပြီးရင်လွှတ်ပေးပါတယ်ဆိုတဲ့သူတို့ရဲ့စစ်ဗိုလ်ချုပ်တွေကိုတောင်မှပဲအရေးယူတာမျိုးတွေအဲ့လိုအဆင့်မျိုးတွေသူတို့လှုပ်ဆောင်ခဲ့တာပြောမယ်ဆိုရင်ဖြက်လေးပြက်အဲ့လိုပိတ်ခဲ့တာအဲ့ကြောင့်မို့ဆေးဝါးလိုအပ်ချက်တွေဒီကျန်းမာရေးဝန်ထမ်းတွေကအရန်လိုအပ်ချက်ကြီးမားခဲ့တာဗောနော်ဒါပေမဲ့အဲ့ဒါကိုဘလို့ဖြည့်ရှင်းပြခဲ့တယ်လဲဆိုတော့ခုနလိုမျိုးသင်တန်းကျောင်းတွေဖွင့်ပြလိုက်တယ်ဖွင့်ပြီးတော့အဲ့ဒီကနေပြီးတော့
တကယ်ကိုကျွမ်းကျင်တဲ့ဒါဆရာဝန်တွေကျမရဲ့ဝန်ထမ်းတွေပေါ်ထွက်လာဖို့အတွက်ကိုကိုယ်တိုင်လှုပ်ချပလိုက်တယ်အကြောင်းကြီးပါစောက်ချပလိုက်သူနာပြုတင်တဲ့ကြောင်းတွေဒါဆေးတက်ကတူတွေပါလှုပ်ချပလိုက်တယ်အဲ့ဒါတကယ်အားရစရာကောင်းတယ်ပေါ့နော်ဖြစ်ရှင်းနည်းတွေကအဲ့လိုတော့ရှိတယ်ဗျပြီးတော့ဒါရှေ့လာမဲ့ຫນွေဦးတော်လိုင်းရေးနဲ့ပတ်သက်ပြီးတော့ဘာတွေမျှော်လင့်ထားလဲဆိုပြီးတော့မေးတယ်အဲ့ဒါကိုຫນွေဦးတော်လိုင်းရေးရဲ့ရလဒ်ကိုအေးတစ်ဖွဲ့တည်းရဲ့မျှော်လင့်ချက်နဲ့ဆုံးဖြတ်လို့မရပါဘူးပြောချင်တာလည်းအဲ့ဒါပဲပေါ့နော်အေးတစ်ဖွဲ့တည်းကိုပဲကျွန်တော်တို့မျှော်ကိုးနေလို့လည်းမရဘူးဆိုတဲ့ဟာကိုလည်းပြောချင်တယ်ဟုတ်တယ်တခြားသောအဖွဲ့တွေကိုကူညီနေတာတွေရှိတယ်အခြားသောအဖွဲ့တွေနဲ့လက်တွဲပြီးတော့လှုပ်ဆောင်နေတာတွေရှိတယ်ဒါပေမဲ့စစ်ကောင်စီရဲ့အနေထားနဲ့အခုလက်ရှိအာရခတော်တော်အေရဲ့အနေထားနဲ့ဆိုရင်တော့ကျွန်တော်တို့ရတယ်ဆိုရင်တော့မှပဲအချိန်ကြီးအများကြီးလိုနေအောင်အဲ့ဟာကိုပြောချင်တာပေါ့နော်လုံနေတာပဲဒါပေမဲ့သူ့ဆန်တော့ရှိတာပေါ့လေနော်အဲအကြောင်းမလို့အခြားသောအဖွဲ့တွေအကုန်လုံးကဒီလိုမျိုးပုံစံဖြစ်လာမယ်ဟေ့ဆိုရင်ဘယ်လောက်တောင်မှကောင်းလိုက်မလဲပြီးရင်ဘယ်လောက်တောင်မှမြန်လိုက်မလဲပေါ့နော်သူပြောရလဲမမားဘူးပေါ့နော်ຫນွေဒေါ်လာရဲ့ရလက်ကိုအေးတစ်ဖွဲ့တည်းရဲ့မျှော်လင့်ချက်နဲ့ဆုံးဖြတ်လို့မရပါဘူးဗမာပြည်မကပြည်သူတွေသူတို့ရဲ့ပြဿနာတွေနဲ့ဒေတာတွင်းဖြစ်ပျက်နေတာတွေအဆရှိတဲ့အခြားအချက်တွေကိုလည်းထည့်သွင်းစဉ်းစားရပါမယ်သူတို့ရဲ့အခြေအနေတွေကိုကျွန်တော်တို့အပြည့်အဝလေးစားပါတယ်ကျွန်တော်တို့မှာသူတို့နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိသလိုစိတ်တူကိုယ်တူအဖွဲ့အစည်းတွေကိုလည်းကူညီပေးထားပါတယ်တဲ့အဲ့တော့စိတ်တူကိုယ်တူအဖွဲ့အစည်းတွေကိုလည်းကူညီပေးထားရဆိုတာလည်းအားလုံးလည်းသိပါလဲအခုဆိုရင်မကွေးပဲကူ AR တွေအဲ့ဘက်ချမ်းတွေမှာပေါ့နော်ပါဝင်တိုက်ပွဲဝင်နေကြပါတယ်ဆိုတော့ဒေါ်လာရင်းအင်အားစုတွေရှိတယ်ပြီးတော့ဒါချင်းပြည်နယ်ဘက်ကချင်းဒေါ်လာရင်းအင်အားစုတွေနဲ့လည်းဘယ်လိုမျိုးဆက်ဆံရေးကောင်းတွေရှိသလဲပြီးရင်ပြည်မကအဖွဲ့တွေနဲ့ဆက်ဆံရေးကောင်းတွေဘယ်လိုရှိသလဲဒါတွေကတော့ဒါကျွန်တော်တို့မပြောလဲအားလုံးလည်းသိမဲ့အရာတွေဖြစ်တယ်ပေါ့နော်အဲ့တော့လှုပ်ထိုက်တဲ့ဟာအကုန်လုံးကိုတော့ဇက်တိုက်ဆိုလို့လှုပ်ဆောင်နေတာပဲဗျာတော်တော်အားရစရာကောင်းတယ်နောက်2နှစ်အတွင်းရခိုင်ပြည်နယ်ရဲ့အခြေအနေကိုဘယ်လိုမြင်ပါသလဲတဲ့ပြည်သူတွေရဲ့ဆင်းရဲဒုက္ခတွေအမြန်ဆုံးပြီးဆုံးသွားတာကိုမြင်ကျင်တယ်လို့ရေရှည်တည်တံ့မဲ့ဖြည့်ရှင်းချက်တစ်ခုကိုလည်းရှာဖွေချင်ပါတယ်ညာပြည်သူတွေရဲ့ညှော်မှန်းချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ကျွန်တော်တို့ဟာအဆိုးဆုံးအခြေအနေတွေပြင်ဆင်ထားတင်ပါတယ်တဲ့စပြီးတော့စဉ်းစားပြီးတော့ပြင်ဆင်ထားတယ်ဆိုတာကဒါအဆိုးဆုံးအခြေအနေကိုစပြီးတော့ဒါပြင်ဆင်ထားအဆိုးဆုံးထိကိုတွေးထားတာပေါ့နော်အဲ့လိုမျိုးတွေးထားပြီးလို့လုံနေလို့ကိုဒီအခြေအနေထိရောက်တာလို့လည်းယူဆလို့ရတယ်ဗျ။ဘာကြောင့်လဲဆိုတော့ထဲတွဲဆရာတွေငဲကွဲဆရာတွေဒါမျိုးပုံစံမျိုးတွေလုံနေမယ်ဆိုရင်လည်းတချို့ခီးတွေကကြံ့ကြာနိုင်ခြင်းရှိတယ်။ဒါပေမဲ့ခုနလိုမျိုးပေါ့နော်ငါတို့ကဒီဥစ္စာကိုပြန်ပြီးတော့ရယူဖို့တိုက်ယူဖို့လုံယုံမှလွဲရတခြားမရှိဆိုပြီးတော့လှုပ်တဲ့ခါကျတော့ခုနလိုအောင်မြင်မှုတွေရတယ်အဲ့လိုလှုပ်တဲ့တောတွင်းမှာလည်းအဲ့လိုလှုပ်တွေကိုအကောင့်ထဲပေါ်တဲ့တောတွင်းမှာလည်းအခြားသောလိုအပ်တဲ့ပံ့ပိုးကူညီနိုင်ပါတယ်ဆိုတဲ့ကိစ္စမျိုးတွေကိုလည်းတပါးတည်းလှုပ်ဆောင်နေတာတွေတွေ့ရတယ်အုပ်ချုပ်မှုကိစ္စနဲ့ပတ်သက်တဲ့ဟာတွေပြန်လည်ထူထောင်ရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပေါ့နော်ပြီးရင်အစိုးရတရက်ဒါဖွဲ့စည်းတဲ့ကိစ္စမျိုးတွေပြီးရင်ဒါလက်မှတ်ဆက်သွယ်ရေးကြည့်မလားဒါမိုင်းရှင်းလင်းပေးတဲ့ကိစ္စမျိုးတွေအားစလက်တတာပြန်လဲစောက်ပြီးတော့လှုပ်ပေးရတဲ့အစုံပြီးရင်ခုနလိုစီးတက်ကတူဖွင့်လက်တာတွေကအပါပေါ့နော်အများကြီးပဲပြီးရင်တခြားသောတန်တမာရေးကိစ္စတွေကမှအစအကုန်ကောင်းနဲ့ထည့်ပြီးတော့လှုပ်ဆောင်ထားတယ်ပြီးရင်မဟာမိတ်ဆိုတဲ့ဟာကိုလည်းတော်တော်လေးထိထိရောက်ဖြစ်အောင်အသုံးချနိုင်တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့အင်တာဗျူးကတော့အစဆုံးအဲ့လိုပုံစံမျိုးပဲဖြစ်ပါတယ်ဘာသာပြန်ပေးတဲ့ဆရာကိုလည်းတကယ်ကျေးဇူးတင်တယ်ပေါ့နော်အဲ့တော့ဒီဟာကိုအခုလိုပြန်ပြီးတော့မျှဝေပေးတယ်ဆိုတဲ့ဟာကကျွန်တော်တို့အတွက်အတူယူစရာတွေသင်ခန်းစာယူစရာတွေအများကြီးပါလိမ့်မယ်ချို့အကြောင်းအရာတွေကပြင်းစရာကောင်းရင်ကောင်းနေလိမ့်မယ်ပေါ့နော်ဒါပေမဲ့ဒီဟာတွေကိုစိတ်ဝင်စားပါတယ်ဆိုတဲ့သူတွေအတွက်ကတော့တကယ်အနှစ်တွေကြီးပဲအဲ့တော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်လို့ပဲပြောမှာဖြစ်တယ်ပြောလိုက်တဲ့အသုံးနှုန်းအတွေးခေါ်အမျှော်မြင်ပေါ့နော်ပြီးတော့ဒီမှတ်ဉာဏ်တကယ်ကိုချီးကျူးစရာကောင်းတယ်ဘလို့စခဲ့တယ်အစတွေကိုသူလုံးဝမမေ့ဘူးဆိုတဲ့ဟာကိုတွေ့ရဒါကြောင့်လည်းဒီလိုမျိုးအောင်မြင်တဲ့အဖွဲ့အစည်းကြီးတစ်ခုကိုထူထောင်နိုင်တာဖြစ်တယ်အဲ့အဖွဲ့အစည်းကြီးကအခုဆိုရင်ဘာတွေလုပ်ပြနိုင်နေပြီလဲကျွန်တော်တို့အားလုံးအားကြရတယ်ပေါ့နော်အဲ့တော့အားကြနေုံနဲ့တော့ကျွန်တော်တို့မပြီးဘူးအဲ့လိုမျိုးဖြစ်အောင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲအာရခတက်တော်အေးဘာတွေကြုံခဲ့သလဲဘယ်လိုတွေခက်ခဲခဲ့သလဲဒါတောင်မှပဲဘယ်လိုရအောင်ရှေ့ဆက်ခဲ့သလဲငါတို့ရောအဲ့လိုမဖြစ်နိုင်တိတ်ဖြစ်နိုင်တာပေါ့ကျွန်တော်ပြောအကုန်လုံးလုံးနိုင်တဲ့အရာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့အဲ့လိုမျိုးလုပ်ဖို့အတွက်ကတကယ်ကိုစိတ်ဆန္ဒကြီးမားစွာနဲ့ပြင်းထန်စွာနဲ့ပါဝင်နိုင်ကြဖို့လည်းလိုတယ်ပြီးရင်ခုနလိုအခြေအနေတွေပေးဖို့လည်းလိုတယ်အမျှော်မြင်ကြီးဖို့အတွက်လည်းလိုတယ်အများကြီးပဲပေါ့နော်ပြီးတော့ကျွန်တော်ပြောတဲ့အရာတွေထက်ပိုပြီးတော့ပေါ့နော်ကျွန်တော်မြင်တဲ့ရှူထောင့်တွေထက်ပိုပြီးတော့မြင်ကြတဲ့သူတွေလည်းရှိပါလိမ့်မယ်အဲ့တော့ဒါဟာအဖို့တန်တဲ့အင်တာဗျူးတစ်ခုဖြစ်လို့အခုလိုမျိုးပြန်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်